အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဇီတိုင်းကင်မရာဖြစ်ပါတယ်ခုတော့ကျွန်တော်ကတော့ခရစ်မတ်အိမ်ကိုတော့ပြတော့မှာပါတော့ကျွန်တော်ကြည့်လိုက်ကြစို့โอเคအဲ့တော့ကျွန်တော်တို့ခရစ်မတ်အိမ်ကိုသွားဖို့အတွက်ကျွန်တော်ဒီကိုသွားမှာပေါ့နော်โอเคအော်ဒီတော့ကျွန်တော်ဒီမှာကျောင်းသားသွားမယ်နောက်ပြီးတော့ဒီနားလေးမှာယာကူဇာယာကူဇာနားသွားမယ်ယာကူဇာနာသွားပြီးတော့ဒီနားလေးမှာအတက်ရှိရပါတော့အဲ့တော့အတက်ရှိရဆိုတော့ဒီဘောတက်မယ်ရတော့ကျွန်တော်ဒီဘောတက်ပြီပေါ့နော်ဒီတော့ဒီမှာကျွန်တော်ဒီမှာကျွန်တော်သွားမယ်ပေါ့နော်ကျွန်တော်သွားပြီးတော့ဒီမှာโอเคဒီမှာကျွန်တော်သွားပြီဒီဘောတက်မယ်ဒီကျွန်တော်ညာဘက်ချိုးမယ်ပေါ့နော်โอเคoff time ဒီတော့ကျွန်တော်ရောက်ပြီပေါ့နော်ဒီမှာကျွန်တော်ခက်ကဖီကိုသွားမှာပါဒီတော့ကျွန်တော်ဒီမှာနော်ခက်ကဖီand ဒီမှာအမောဝโอเคကျွန်တော်ဒီမှာနော်โอเคကျွန်တော်ဒီဘောတက်ကမှာโอเคကျွန်တော်ဒီဘောတက်မယ်ပေါ့နော်ကျွန်တော်ဒီဘောတက်ပြီဆိုလို့ရှိရင်ဒီမှာခရစ်မတ်အိမ်ကိုရောက်ပါပြီဒီမှာကျွန်တော်ခရစ်မတ်အိမ်ကိုရောက်ပြီပေါ့နော်ဒီမှာโอเคရခရစ်မတ်အိမ်ကိုရောက်ပါပြီမှာဒါခရစ်မတ်အိမ်ပဲဖြစ်ပါတယ်โอเคဒီမှာခရစ်မတ်အိမ်ဒီမှာထိုင်လို့ရတယ်ဒီမှာမီးသွားဆိုမှာဒီပေါ်တက်လေးသွားနေဟုတ်ကြောက်ကျွန်တော်ဒီခရစ်မတ်အိမ်ကိုသွားပြလိုက်ပြီပေါ့နော်ဒီမှာဟိုတွေ့လာမသိဘူးဒါခရစ်မတ်အိမ်ပါတွေ့လားတစ်ပင်အိမ်โอเคဒီမှာရှိသေးတယ်โอเคဒီမှာအပေါ်တက်ကမယ်အဲ့တော့ကျွန်တော်ဒီမှာတော့အပေါ်ရောက်နေပြီဒီမှာအေးဆေးလေးနေလို့ရဒါကြတော့အပေါ်ဆုံးပေါ့နော်ဒီမှာထိုင်ပြီးကြည့်လို့ရတယ်ဒီမှာအိတ်လို့လည်းရတယ်မှာအိတ်ပြီးโอเคပါကျွန်တော်နောက်တော့ဒီမှာကြည့်အောင်ဒီမှာโอเคဒီမှာโอเคအောက်ဆင်းမယ်โอเคအောက်ဆင်းမယ်အောက်ဆင်းမယ်ဒီမှာโอเคဟိုမှာလဲဟိုဟာရှိသေးတယ်ပြန်လို့ရတာဒီမှာပြန်လို့ရတယ်ဒီမှာโอเคတို့လာပြန်လို့ရတာခရစ်မတ်လေးကိုလက်ဆောင်ပေးရတဲ့ရင်လေးဒီမှာဒီမှာပစ္စည်းလေးပြချခဲ့လို့ရဒီတွေ့ရမလားအဲ့တော့ကျွန်တော်ခရစ်မတ်အိမ်ကိုသွားပြလိုက်ပြီပေါ့နော်ဒီမှာ my library ဒီမှာဒီမှာဟိုဒီမှာချက်ဒီမှာပစ္စည်းလေးပြချလိုက်ဒီမှာဘုံနေဒါဘုံနေထင်ရတာအကြည့်အောက်ကိုကြည့်လိုက်ဘုံပေါက်သွားတယ်မှာရော့မှာကျွန်တော်ပြေးချလိုက်ပေါ့လိုက်မယ်တွေ့လားပေါက်ကွဲသွားရော့โอเคအဲ့တော့ကျွန်တော်သွားပြလိုက်ပြီပေါ့နော်ဒီမှာခရစ်မတ်အိမ်ရှိရနေရโอเคကျွန်တော်ဒီမှာပြန်ဆင်းမယ်ဝီအမလေးโอเคအဲ့တော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါကျွန်တော်အခုတော့ခရစ်မတ်အိမ်ကိုသွားပြတာပဲဖြစ်ပါတယ်ဒီဗီဒီယိုကဒီမှာခရစ်မတ်အိမ်ကိုသွားပြပါတော့ဒီမှာဒါလည်းစီးပြလိုက်သေးတယ်ဒီအိမ်နှစ်ခုတည်းလည်းဝင်ပြလိုက်တယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါကျွန်တော်ဗီဒီယိုလေးကိုချန်နယ်တက်လို့ရှိရင် like and subscribe လေးလုပ်ခဲ့ပေးပါအောင်ခင်ဗျာအားလုံးပဲ bye bye